ပြီးခဲ့တဲ့အပိုင်းမှာ Judy Hoops တယောက်အလုတ်ထုတ်ခံရလို့နေပါဖြစ်ခဲ့ပေမဲ့ပျောက်ဆုံးနေတဲ့ Mr. Otterton ရဲ့အမှုကို48နာရီအတွင်းဖြေရှာဖို့ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့သူမဟာတဲလွန်စာဆိုလို့ဓာတ်ပုံတစ်ပုံလေးပဲရှိပါတယ်။အဲဒီဓာတ်ပုံထဲမှာတော့ကျမတို့ရဲ့ညံများတတ်တဲ့မြေခွေ Nick White ကိုတွေ့လိုက်ရပါတယ်။ Judy ဟာ Nick ကိုလိုက်ရှာပြီးတော့အခွန်ရှောင်းတဲ့ကိစ္စနဲ့အကြက်ကိုင်းကအမှုမှာကူညီဖို့ဖိအားပေးခဲ့ပါတယ်။အခုတော့ရန်သူလိုဖြစ်ခဲ့တဲ့ရုံမလေးနဲ့မြေခွေတို့ဟာအမှုတစ်ခုကိုအတူတူဖြေရှင်းရတော့မှာပါ။သူတို့ရဲ့ပထမဆုံးမှတ်တိုင်ကတော့ Mystic Spring Oasis လို့ခေါ်တဲ့တိရစ္ဆာန်တွေအဝယ်စားမပါဘဲနေကြတဲ့နေရာဖြစ်ပါတယ်။ Judy တို့တော့ဒါဟာတကယ်ကိုမှ ugly ဆန်စရာအတွေ့အကြုံပါပဲ။အဲဒီကနေတဆင့်ကားနံပါတ်တစ်ခုကိုသူတို့ရရှိခဲ့ပါတယ်။ဒါကိုစစ်ဆေးဖို့အတွက် Nick ကသူ့တငယ်ချင်းရှိတဲ့ DMV မော်တော်ယာဉ်ဌာနကိုခေါ်သွားခဲ့ပါတယ်။အဲဒီနေရာမှာတော့စူတိုပီးယားရဲ့နာမည်ကြီးဖြန်တွေနဲ့တွေ့ရပါပြီ။ Flash လို့ခေါ်တဲ့ဒီဖြန်ကြီးကနာမည်နဲ့မလိုက်အောင်ပဲအရန်ကိုနှိကွေးပါတယ်။ Nick က Flash ကိုဟာသားတွေပြောပြီးတော့အချိန်ဆွဲနေတဲ့အတွက် Judy တယောက်တော့ပေါက်ကွဲလို့နေပါဖြစ်ခဲ့ရပါတယ်။ဒါဟာဇလန်ရဲ့အကောင်းဆုံးဟာသားအခန်းတွေကတစ်ခုပါပဲ။နောက်ဆုံးမှာတော့ကားနံပါတ်ပိုင်းရှင်ဟာ Tundra Town ကဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့အဲဒီကားကတာမန်ကားမဟုတ်ဘဲနဲ့မြို့ရဲ့အကြောင်းအရာဆုံးရာဇဝတ်ခိုင်းချုပ်ကြီး Mr. Big ရဲ့ကားဖြစ်နေပါတယ်။ Judy နဲ့ Nick တို့ဟာကားထဲမှာစုံစမ်းရင်း Mr. Big ရဲ့လက်ပါစီဝုံဖြူကြီးတွေနဲ့ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။အန်ဝစရာကောင်းတာကမြို့ရဲ့အကြီးဆုံး gangster ဆိုတဲ့ Mr. Big ဟာတင်းငယ်လွန်းနဲ့ရှရူလေးတစ်ကောင်ဖြစ်နေတာပါ။ Nick ကအရင်က Mr. Big ကိုလှည့်စားခဲ့မှုတဲ့အတွက်သူတို့နှစ်ယောက်စလုံးအေးခဲနေတဲ့ရေထဲကိုအပြစ်ခံရမယ့်အခြေအနေပါ။ဒါပေမဲ့ကံကောင်းတာတစ်ခုက Judy ကအရင်နေ့ကကယ်ခဲ့တဲ့ Fru ဟာ Mr. Big ရဲ့သမီးဖြစ်နေတာပါပဲ။ကျေးဇူးတင်တဲ့အနေနဲ့ Mr. Big ကတဲလွန်စာတစ်ခုပေးပါတယ်။ပျောက်ဆုံးနေတဲ့ Mr. Otterton ဟာရုတ်တရက်ရိုင်းဆိုင်လာပြီးတော့ကားမောင်းသမားကိုတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။သူတို့နှစ်ယောက်ဟာမောင်းသမားဖြစ်တဲ့ကန်ဂျော်ဂျီစီကိုတွားရောက်မေးမြန်းခဲ့ပါသေးတယ်။သူကလည်းကျောင်းလန်တကြားနဲ့ Night Hollers အကြောင်းကိုပြောပြနေတော့မှပဲရုတ်တရက် Manchips ကိုယ်တိုင်ရိုင်းဆိုင်သွားပြီးတော့ Judy နဲ့ Nick ကိုပြန်လည်တိုက်ခိုက်ပါတော့တယ်။တားရဲတွေဘာကြောင့်ဒီလိုဖြစ်ကုန်တာလဲ။ဘသူကနောက်ကွယ်မှာကြိုးကန်နေတာလဲ။ဒီလိုဝက်ချက်ကစရိုပီးယားမျိုးကြီးကိုဘယ်လိုတုံးလို့သွားစေမလဲဆိုတာကိုအပိုင်းလေးမှာဆက်ပြီးတော့ကြည့်ရှုပါအောင်နော်။အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။